တွေနောက်ဆုံးဝေးခဲ့တဲ့ချင်းအင်ကြီးကိုလေးလံတင်ကရောင်းချမှာဖြစ်ကြောင်းကြေညာလာတဲ့တွေရဲ့ဇနီးဒီကနေ့မှာတော့မြန်မာရုပ်ရှင်လောကရဲ့ထာဝရမင်းသားကြီးကိုသားကြီးလို့ခေါ်တဲ့တွေကိုချစ်ကြတဲ့ပရိသတ်တွေအတွက်သတင်းကောင်းလေးတစ်ခုမျှဝေပေးခြင်းပါတယ်ကိုသားကြီးရဲ့အမတ်တရ Levi's ဂျင်းကုတ်လေးကိုအမျက်တနိုးသိမ်းထားခြင်းနဲ့ပရိသတ်တွေအတွက်ကိုသားကြီးရဲ့အမျိုးသမီးမမိုးကသူကိုယ်တိုင်လေးလံတင်ရောင်းချပြီးတော့မှာဖြစ်ပါတယ်တွေဟာလူလောကမှာမရှိတော့တာတောင်မှအခုချိန်ထိသူ့ကိုတမိုးထားပြီးတော့သူချန်ရင်ခဲ့တဲ့အမှုပညာတွေအသုံးဆောင်လေးတွေကိုအမျက်တနိုးအမှတ်တရထားပေးမဲ့သူတွေအများကြီးရှိနေသေးတာကတကယ်ကိုဂုဏ်ယူစရာပါတွေစပင်ကေကအစာသူ့ရဲ့တရုပ်ဆောင်ဟန်ပန်တွေဟာအခုချိန်ထိဘယ်သူမှလိုက်မမေးနိုင်သေးပါဘူးပြန်တွေးကြည့်ရင်တော့ဒီလိုပြိုင်ဆန်ရှာအမှုပညာရှင်ကြီးတယောက်ကိုစောစောစီစီဆုံးရှုံးလိုက်ရတာကအင်မတန်မှနှမျောစရာကောင်းပါတယ်အရင်ကလေကိုသားကြီးရဲ့ဂျာကင်အင်ကြီးကိုရန်ပုံငွေအတွက်ရောင်းချရမှာအစိုးရလွမ်းပိုင်ကတန်ဖိုးကြီးပေးဝယ်ယူခဲ့ပူပါတယ်။အခုလေးလံပွဲကိုတော့ဒီနေ့နေ့လယ်12နာရီကနေလောင်မဲ23ရက်နေ့နေ့လယ်12နာရီအထိကျင်းပသွားမှာဖြစ်ပြီးလေးလံတစ်ခါခေါ်ရင်အနည်းဆုံး3သိန်းကျပ်ကနေစတင်ပေးရမှာဖြစ်ပါတယ်။အခုချိန်ဒီကိုသားကြီးရဲ့ဖန်အစ်စ်တွေဘယ်လောက်များရှိကြသေးလဲဆိုတာနဲ့ဒီချင်းအင်ကြီးလေးဘယ်လောက်ထိစံချိန်တင်ဈေးရောက်သွားမလဲဆိုတာကိုတော့အားလုံးနဲ့အတူရင်ခုန်စွာဆက်လက်ပြီးတော့စောင့်ကြည့်သွားရမှာဖြစ်ပါတယ်။ပရိသတ်တွေကရောကိုသားကြီးအင်ကြီးကိုလိုချင်ပါသလားရှင်လက်ကျန်လာရောင်ဝိတုတွေကမြကြီးယုံနဲ့တူလို့အင်ချစ်သူကိုမင်းသမီးတင်ရိုက်မယ်လို့ပြောလာတဲ့စာရေးဆရာမပုံညာခင်သူသားဆောင်လင်းဗုဒ္ဓဝင်ပြန်ပွဲကြီးရဲ့ပထမဆုရှင်သမီးငယ်လေးမအင်ချစ်သူကိုနာမည်ကျော်စာရေးဆရာမကြီးပုံညာခင်ကမင်းသမီးအဖြစ်တင်ရိုက်ချင်တယ်လို့ပြောလာတာဖြစ်ပါတယ်။သမီးငယ်လေးအင်ချစ်သူဟာအားလုံးထင်ထားသလိုပြည့်စုံတဲ့မိသားစုကနေလာတာမဟုတ်ပါဘူး။ဖခင်ကပယံလို့မိခင်ကဟင်းသီးဟင်းရွက်ရောင်းပြီးတော့အကူဖြစ်သူကအထိုင်းမှာအလုပ်ကျန်းလုပ်ကမိသားစုကိုရှာဖွေကျွေးမွေးနေရတာပါ။အင်ချစ်သူကိုယ်တိုင်ကလည်းကျောင်းပိတ်ရက်တွေမှာပန်းလှည့်ရောင်းပြီးတော့မိဘကိုကူညီနေတဲ့ကလေးပါဒီလိုခက်ခဲကြက်တဲ့ဘဝတွေကနေဘာသာတရားကိုအလွန်ကိုင်းဆိုင်ပြီးတော့ကြိုးကြိုးစားစားနဲ့တနိုင်ငံလုံးပထမဆုကြီးကိုထိုက်ထိုက်တန်တန်ဆုကူးနိုင်ခဲ့တာဖြစ်ပါတယ်ဒီလိုလိမ္မာရင်ကျေးပြီးတော့အေးချမ်းတဲ့သမီးငယ်လေးရဲ့မျက်နှာသွင်းပြင်ကိုစာရေးဆရာမပုံညာခင်ကအထူးသတိထားမိသွားခဲ့ပါတယ်ဆရာမကြီးကသူမရဲ့နာမည်ကြီးဝတ္ထုဖြစ်တဲ့လက်ကျန်လာရောင်တွေကအဓိကဇက်ကောင်မြကြီးယုံရဲ့ဇယိုက်လက္ခဏာတွေနဲ့အင်းချစ်သူရဲ့အသွင်ပြင်ကအလွန်ကိုထပ်တူကြနေရလို့ဆိုပါတယ်ဒါကြောင့်ဒီဝတ္ထုကိုတော့ဇက်ကအဖြစ်ပြန်လဲရိုက်ကူးဖြစ်မယ်ဆိုရင်မြကြီးယုံရဲ့နေရာမှာအင်းချစ်သူလေးကိုမင်းသမီးအဖြစ်နေရာပေးရိုက်ကူးခြင်းနဲ့လို့ဆီယာမကြီးကသူမရဲ့စန္ဒကိုပြပြတသားဖွင့်ဟခဲ့တာပါစူးစားတဲ့သူနေရာတနေရာရတာကတကယ်ကိုဝမ်းသာစရာပါပဲပရိသတ်ကြီးကရောအေဂျင့်နဲ့မျက်နှာပိုင်ရှင်လေးအင်ချစ်သူကိုမြချင်းယုံဇက်ရုံနေရာမှာမင်းသမီးအဖြစ်မြင်တွေ့ကြလားဆိုတာကို comment မှာဝင်ရောက်ရေးသားပေးခဲ့ပါအောင်ရှင်